ကဒါကြတော့ခလေးခါဝင်ကိုမလို့ဒီရှေ့ကွဲခါဝင်ဘတ်တန်နဲ့သွားပေးပါမယ်အဲ့တော့ဆောက်ဆွဲမယ်ဆိုရင်နောက်ချမ်းကနေစပြီးတော့မှဆွဲပေးပါမယ်ကဲအဲ့တော့ဆွဲမဲ့ဆိုလို့ရှိရင်မလို့ကိုရှေကိုဘလောက်စာသွင်းပေးထားမလဲဆိုတော့ဒီရှေကို18လက်မအစာသွင်းပေးထားမယ်ပခုံးမြင့်ကို9လက်မအစာသွင်းပေးထားမယ်အောက်ကို4စိတ်ဆင်းပေးထားမယ်လက်ပင်မောက်ဒီအပေါ်ကို2ခွဲအောက်ကို1လက်မအထက်ကို2လက်မနှစ်ခွဲနဲ့4စိတ်နဲ့ဆက်ပြီးတော့မှသူ့ရဲ့ကိုရှေကိုတဝက်ဝက်သူ့တဝက်ကနေပြီးတော့မှရင်ကိုအဆက်ချမြင်မှတ်တက်ထောင်ပခုံး4စိတ်ကနေပြီးတော့မှခြိုင်းမြင်လေးဆွဲပေးထားမယ်ခြိုင်းကို3ပုံပုံအောက်ဆုံးမှကနေရင်မြင်ဆွဲမယ်ဒုတိယမှကနေနောက်ရင်ကျမြင်ဆွဲမယ်ပခုံး4စိတ်ကနေမြင်မှတ်တက်ထောင်နောက်ရင်ကျကို9လက်မရင်ကို9လက်မခြိုင်းကို9လက်မနောက်ရင်ကျနဲ့ရင်မြင်တဲ့ကိုပေကွေးနဲ့ဆက်အဲ့ဒါပြီးဆိုလို့ရှိရင်အမတို့ကဒီရနေပြီးတော့မှမလို့အောက်ကိုဘယ်လောက်ဆင်ပေးမလဲဆိုတော့2လက်မဆင်ပေးထားမယ်เนาะအဲ့တော့ဒီကနေပြီးတော့မှဒီရင်မြင့်ဆုံးလို့လည်းခေါ်တယ်ပေါ့เนาะ9လက်မစုံမှကနေမှအောက်ကို2လက်မဆင်မယ်သူ့2လက်မကိုဒဲ့ဆင်ပြီးတော့မှမြင်းဖြောင်းဆွဲပေးထားမယ်အဲ့နေရာကနေပြီးတော့မှအမတို့အောက်ကိုဖြတ်ချမယ်ဆိုရင်ဒီရဲ့အောက်ကိုကြတော့တင်ဖြည့်ရဲ့2ပြန်နဲ့တွားပေးထားမယ်တင်ဖြည့်ရဲ့2ပြန်ဆိုတော့အမတို့ဒီမှာဘယ်လောက်နဲ့အစာသွင်းမလဲဆိုတော့16လက်မနဲ့အစာသွင်းပေးထားမယ်ပြီးဒီ2လက်မဆင်းတာနဲ့တင်ဖြည့်2ပြန်နဲ့ကိုလာဆက်မယ်အပေါ်ကိုဝိုက်စာနေနဲ့2လက်မတက်မယ်သူ့2လက်မတက်တဲ့နေရာနေမှာပေကွေးနဲ့ဝိုက်ပေးထားမယ်ဒါဆိုရင်ဒီထရမယ်เนาะအဲ့ဒါပြီးဆိုရင်သူနဲ့ကိုပုံစံတူတစ်ခုညှက်ချပါမယ်အဲ့တော့ဒီနောက်ချမ်းနဲ့ကိုပုံစံတူတစ်ခုညှက်မယ်အဲ့တော့နောက်ချမ်းကိုပြီးဆိုရင်ဒီနောက်ချမ်းကိုဖယ်လိုက်မယ်ဖယ်ပြီးရင်ရှေ့ချမ်းတောင်းမယ်ဆိုရင်2လက်မဆင်းနဲ့မြင်းကိုဆွဲမယ်ရှင်မြင်းကိုဆွဲပေးထားမယ်ရှင်ကျဲမြင်းကိုဆွဲပေးမယ်ပခုံးကနေမှ4စိတ်ဆင်ပေးထားမယ်ရှင်ရင်ကျဲကို4စိတ်ဝင်ပြီးတော့ရှေ့ချမ်းချမ်းကိုဝိုင်းလက်ပင်မောက်ဒီဘလောက်ဆောင်မလဲဆိုတော့၄ခွဲဆောင်ပေးထားမယ်သူ၄ခွဲကိုပေခွဲနဲ့လာပြီးတော့မှဝတ်ပေးထားမယ်အဲ့တော့ရှေ့ချမ်းဒီဒါဒီအပိုင်း1ဒါကြတော့အပိုင်း2အဲ့တော့ဒီအပိုင်း2မှာဆိုရင်မတို့အရှိကိုဘလောက်ပို့ပေးထားမလဲဆိုတော့9လက်မပို့ပြီးတော့ညက်ပေးထားမယ်အဲ့တော့မှအတွန်းပြန်တွန်းလို့ရမှာဟုတ်ပြီနော်အဲ့တော့ရှေ့ချမ်းဒီနှစ်ပိုင်းဖြစ်သွားမယ်အဲ့တော့ဒီနှစ်ပိုင်းကိုဖြတ်ချမယ်အပိုင်း2မှာမပူတော့ဘူးနော်ပိတ်စာညက်တာ9လက်မပို့ညက်ပါခဲဒါဆိုရင်ရှေ့ချမ်းကအပိုင်း2ရပါမယ်အဲ့တော့ရှေ့ချမ်းရပြီဆိုမှနောက်ချမ်းလေးကိုလည်းဆက်သွားမယ်နောက်ချမ်းမှာလည်းအဲ့လိုပဲ B1 B2 ဖြတ်ချမယ်ဒါဒီ B1 ဒါဒီ B2 B2 ကိုလည်းပဲပိတ်စာညက်မယ်ဆိုရင်9လက်မပို့ပြီးတော့ညက်ပေးထားမယ်အဲ့တော့ B1 B2 ရမယ်အဲ့တော့ B2 နဲ့ဖယ်ပြီးပြီဆိုရင်ဒီ B1 နဲ့ F1 နဲ့ကိုပြန်လာဆက်ပေးမယ်ဘာအတွက်လဲဆိုရင်ကော်လန်အတွက်เนาะအဲ့တော့ဒီမှာပခုံးကိုဆက်ပေးထားမယ်အဲ့ပခုံးဆက်ပြီးပြီဆိုရင်ကော်လန်လေးကိုသွားပေးပါမယ်အဲ့တော့ဒီမှာကော်လန်ဆွဲပေးမယ်ဟုတ်ပြီเนาะကော်လန်ဆွဲတဲ့ခါကျရင်လေပင်ပေါက်ကိုပြန်ဆွဲပေးထားမယ်နောက်ချမ်းရဲ့အလေကောင်ပြီးပြီဆိုမှသူ့ရဲ့ပခုံးဆက်ဟုတ်ပြီเนาะအဲ့ဒါဖယ်လိုက်မယ်ဖယ်ပြီးဆိုတော့မှအမတို့ဒီမှာပခုံးဆက်ကလေးကိုမြင်းဖြောင်းဆွဲလိုက်မြင်းဖြောင်းဆွဲရင်ဒီနေ့ဖြစ်သွားမှာပေါ့အဲ့ဒါပြီးဆိုတော့မှဒီမှာရှီချမ်းရဲ့ကော်လန်အကြဟုတ်ပြီနော်အဲ့တော့အဲ့ကော်လန်ရဲ့အကြဒီအတိုင်းမရှိဘူးကိုလိုချင်တယ်လို့ကော်လန်ကိုပုံဖော်ပြီးတော့သွားလို့ရပါတယ်ဒါတော့ကော်လန်ပြားဒီအကျကတော့ပခုံးအရှိတိုင်းပဲသွားပြီးပေါ့ဟုတ်ပြီလားအဲ့တော့ဒီမှာဒီရှေ့မှာအခုံးလေးတစ်ခုံးတေးသေးလေးတစ်ခုံးယူထားရဲဆိုရင်သူတေးသေးလေးတစ်ခုံးလောက်သွားပေးလိုက်ပါဒါဆိုရင်ဒါရှေ့ချမ်းရဲ့ကော်လန်ရသွားမယ်ကော်လန်ရဲ့ဓာတ်ကျရတော့ကိုပခုံးရဲ့အရှိတိုင်းပဲသွားပါမယ်ဒါဆိုရင်ကော်လန်ကိုညှက်ချမယ်မာတေးသေးလေးတစ်ခုံးသွားမယ်နှစ်ခုံး3ခုဟုတ်နော်အဲ့တော့ဒီမှာကော်လန်ကအတွန်း3တွန်းဖြစ်သွားမယ်ဒီမှာတက်လိုက်မယ်ဆိုရင်ရှေ့ချမ်းကော်လန်ဒီဒါလေးဖြစ်သွားမယ်ဒီမှာအတွန်း3တွန်းနဲ့ဟုတ်ပြီနော်အဲ့တော့ခြုံလိုက်ပြီးဆိုရင်ဝတ်လိုက်တဲ့ခါကျရင်ကော်လန်ဒီလိုလေးဖြစ်သွားမယ်အဲ့ဆိုရင်မှကုဆွဲပြလဲခလေးကောင်းဝင်ရဒီပုံစံလေးပါ